Memorable. LG LG 90G auto decan new model T2109 MBTV သူကြတဲ့ချက်လေးတွေကျွန်တော်ပြပြပေးမှာဖြစ်တယ်အခုဒီကောင်ကဘာဖြစ်သွားမလဲ hydraulic တခါဖြစ်သွားမယ်နော်သူ့ထဲမှာပါဝင်တဲ့ cut လောက်နော် 9kg တော့မိုက်တယ်ဒီဇိုင်းနော်ပုံစံတစ်ကလေးဖြစ်သွားမယ်ဒါတော့သူ့ထဲမှာပါဝင်တဲ့ cloud တွေ power ပါမယ် program ရွေးတဲ့ function 6မျိုးပါမယ် process menu သုံးတဲ့ဟာပါမယ်ဒါ water level ချိန်တာပါမယ်ရန် usion wise ဘာကလုံးမတိတ်ထွေထွေမပါတော့နော်ဒီမှာကြွက်ကာလေးပါမယ်နော်ဒီမှာရေရှင်းပိုက်ပါမယ်ရေဝင်ပိုက်ပါမယ်အော်တိုတကန်လေးရေအားကောင်းအောင်လည်းမီးအားပြည့်ရမယ်နော်โอเคသူ့ထဲမှာဒါကတော့ကျွန်တော်စက်ပြထည့်တဲ့ခွက်ကလေးပါရောင်ဒီဇိုင်းလေးပြောင်းသွားမယ်လုံးဝမီးခိုးကောင်လေးဖြစ်သွားမယ်နော်ဘောကသူ့ရဲ့တက်ချာလေးမိုက်တယ်သူ့ရဲ့ထူးထူးခြားခြားနဲ့အမြဲတမ်းအသုံးပြုနေတယ်ကျွန်တော်တို့ဒါအိမ်နေဝက်ဆိုက်တွေကထွက်တဲ့ချီမြင်တွေကိုစစ်ပြီးတဲ့စကားပေါ့နော်စတီးစကားလေးနဲ့တုံးတာဖြစ်တဲ့အတွက်ကြောင့်မလို့လုံးဝကျွန်တော်တို့ဒီရှိမှာအကျန်းခံတယ်ပေါ့နော်တခြားကောစကားတွေပါတုံးတာမဟုတ်ဘူးဟောဒါလေးပြန်တက်မယ်ဆိုလဲဒီလိုမျိုးလေးပဲဟုတ်ဒါလေးပဲဟောဒီမှာကျွန်တော်တို့ဒါဆက်ပြဒါမဲနေတွေပါထည့်တဲ့အပေါက်မျိုးဒါမဲနဲ့တဲ့အပေါက်မျိုးဒါ soft can တွေပါထည့်တဲ့အပေါက်မျိုးနော်သူ့ရဲ့ body သူ့ရဲ့မှာသုံးတဲ့ဒါ motor လေးကကျွန်တော်တို့ဒါ inverter motor ပေါ့ inverter motor လုံးဝသူကဘာတွေထူးခြားရှိတယ်လို့ပေါ့ထုံနေအကောင်ပြောင်နေရေငွေ့တံတွေကိုသူကခံနိုင်သွားမယ် motor အမကန်10နှစ်ပေးတာနော် inverter smart motor ဖြစ်မယ်ဟိုကဗီဇာတက်တာဒါကတော့ပုံမှန်ဆက်တွေမှာအသုံးပြုထားတဲ့ motor ပုံစံမျိုးလေးပါဒါတော့ကျွန်တော်အောက်ခံပုံဖြုတ်ပြီးတော့ပြထားတာနော်ဒီရဲ့အထိုင်ခွက်တွေကိုဒါတွေအကုန်လုံးနှုတ်ပြထားမယ်ဒါသူ့အနောက်မှာပေါ့နော်ဒါသူ့ရဲ့အနောက်ပိုင်းဒီဇိုင်းလေးပါဒါတော့ရေဝင်စကားပေါက်ကလေးနော်ဒီစကားလေးကိုကျွန်တော်တို့ပုံမှန်အတိုင်းဒီမှာဖြုတ်ပြီးတော့ကျွန်တော်တို့ဖြုတ်ဆေးပြရမယ်ပေါ့နော်ဒီ auto တကန်လေးသုံးမယ်ဆိုတော့ရေအားကောင်းမှုအထူးလိုအပ်တယ်ဒါတော့သူ့ရဲ့ plug ခေါင်းလေးနဲ့နော်ကျွန်တော်တို့ရေအားကောင်းအောင်မယ်မီးအားပြည့်ရမယ်အားလေးကတော့အဓိကပါအခုထွက်လာတဲ့ထူးခြားတဲ့ချက်ကတော့ဟိုက hydraulic တကားဖြစ်သွားတာတော့သူ့အထူးခြားဆုံးမှာပြီးသွားရင်ကျွန်တော်တို့ဒီမှာဒါလေးက temper glass ပဲမယ်နော်ဟိုမှာဆိုဆက်တော့ဝယ်နေဆိုတော့ကျွန်တော်အမှတ်နေရမှာစိတ်ကမ်းတော်နဲ့ Air Blouse Smile Electronic မှာဝယ်ရရှိနေမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှိတာမျိုးတွေဖြစ်ပါတယ်